အားလုံးပဲဆရာရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီပေါက်ချက်ပေါက်လာကြည့်ဦးပြီး Hawking ဖက်တာမလို့မိတ်ဆွေတို့ယုံကြည်တဲ့ဆိုရင်အဆုံးအထိလိုက်ပါနားထောင်ပေးပါခင်ဗျာဘိုးထူသားသမီးများအတွက်ယခုအပတ်ဟာဒီပေါက်ချက်ပေါက်တလူမျိုးမမျော်လင့်ပဲငွေဝင်လက်နေပွင့်လာပြီးထူးခြားသောကာလဖြစ်ပါတယ်မိမိရဲ့ဉာဏ်ပညာနဲ့ဖြတ်ထိုးဉာဏ်ကြောင့်စူလာကြီးကြီးဝင်မဲ့အချင်းလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေဟာလည်းအံ့ဩစရာကောင်းလောက်အောင်ပြေလည်သွားမဲ့အချိန်ဖြစ်ပါတယ်စီးပွားဟင်းနဲ့အလို့ကလုပ်ငန်းခွင်မှာစကားပြောဆိုမှုကြောင့်အခွင့်အလမ်းကောင်းတွေရရှိပါလိမ့်မယ်ထူးခြားချက်အကျိုးဆောင်လုပ်ငန်းများအွန်လိုင်းအယောင်းအဝယ်များနဲ့ကိုယ်စားလှယ်လုပ်ငန်းများအထူးအောင်မြင်ပြီးနာမည်ကောင်းရရှိပြီးလုပ်ငန်းများတိုးချဲ့ရတတ်သည်တတိအငင်းအခုံဖေမိကိစ္စများကိုရှောင်ကျဉ်ပါစာရွက်စာတမ်းအမှားအယွင်းအနှဲငယ်ဖြစ်တဲ့သဖြင့်တေးကြစစ်ဆေးပါငွေချေးတနာနဲ့ကန်လပ်လာပါကတော့ထီပေါက်ပြီးချဲပေါက်ဒီလို့ဟစ်ချွေးရလောက်အောင်ငွေဝင်လန်းအလွန်အားကောင်းနေပါတယ်အဝင်အထွက်ကတော့မမျော်လင့်ပဲလာကြီးဝင်ကြီးကော်မရှင်ခါမှရရှိခြင်းနဲ့ကန်ဆန်းရမှငွေအလုံးအရင်ဝင်လာတတ်သည်အထွတ်အထွတ်ကတော့သူတစ်ပါးကိုကူညီခြင်းနဲ့ဘာသာရေးကိစ္စများတွင်အကုံအကျရှိနိုင်တော်လဲလဖြင့်ပွင့်စင်းမိအသုံးစရိတ်များဖြစ်ပါတယ်အခြေရင်းနဲ့အိမ်တော်ရင်းမှာတော့နှလုံးသားရေးရမှာတော့ကြည်နူးစရာသတင်းကောင်းတွေကြားရမယ်အချိန်ပါလူကြောအပြိုလူမှုကွန်ရက်မှာတစ်စိမ်အတူမဟုတ်ခရီးသွားရင်းဖူးစာရှင်နဲ့စုံတွေ့ရတတ်သည်အခြေသိရရှိမဲ့ကန်ရှိသည်အိမ်တော်ရှင်အိမ်တော်ဘက်နဲ့စီချင်းထက်တို့ကြပြီးမိသားစုအတွင်းစိမ့်စိမ်ဥစ္စာတိုးတက်မဲ့သတင်းကောင်းများကြားရမည်ကျမ်းမာအိမ်မှာလည်းပဲအာယုံကြောအားနေခြင်းနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာလေးများကိုဂရုစိုက်ပါအဲ့ရဲ့ဝဝအဲ့ရန်လိုအပ်ပါတယ်တပတ်တာအတွင်းအထူးတတိပြုရနေ့ကတော့တောင်းကြနေ့မှာလအလွန်ကောင်းမဲ့နေ့ဖြစ်သည်ထီချဲကန်ဆန်းရန်အကောင်းဆုံးနေ့ဖြစ်သည်တနင်္ဂနွေနေ့မှာတော့ကုညီမဲ့သူများပေါ်ပေါက်မဲ့နေ့ဖြစ်ပါတယ်အစီအစဉ်သစ်များစတင်ရန်ကောင်းသည်ကံပွင့်စေမိလျှို့ဝှက်ချက်အဆောင်တွေကတော့အကျိုးပေးမဲ့အယောင်တွေကအစိမ်းရောင်အရာရောင်အညံ့တွေပြောင်းမဲ့ရတရားအနေနဲ့ကတော့ဖျားမှာရွက်လာညွန့်ဆက်ဖနှညွန့်ကတ်လူပြီးပူဇော်ပေးပါခင်ဗျာကံကောင်းစေမဲ့ရတရားကတော့ထီပေါက်ချဲပေါက်သလိုလာလပလာပတွေပွင့်လန်းစေဖို့မိတ်ဆွေဖြစ်ချင်တဲ့အရာကို comment မှာရေးသားပြီးဟောစာတန်းကိုလည်းမိတ်ဆွေရဲ့အသွေးများကိုလည်းပြန်လည်မျှဝေပေးထားခဲ့ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်နေ့မှာပြန်တွေ့ကြမယ်ဗျာ